ကဲဒီနေ့တော့ပြောစရာလေးတစ်ခုရှိတယ်ဆိုတာဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓဘာသာမှာအဲ့လိုမျိုးမြန်မာနိုင်ငံဗုဒ္ဓဘာသာနဲ့တခြားနိုင်ငံတွေကဗုဒ္ဓဘာသာတွေနဲ့ဘာကွာလဲဆိုပြပြမှာပေါ့နော်မြန်မာနိုင်ငံကကိုးကွယ်ကြတဲ့ဗုဒ္ဓဘာသာတွေကကြတော့ထေရဝါဒဗုဒ္ဓဘာသာပေါ့နော်ထေရဝါဒဗုဒ္ဓဘာသာဆိုတာအဲ့လိုမျိုးဖျားအဲ့လိုမျိုးဟောခဲ့တဲ့ဟာတွေအကုန်လုံးအဲ့လိုမျိုးပေါ့နော်လိုက်နာတယ်ကျင့်သုံးတယ်အဲ့လိုမျိုးပြီးတော့ကိုးကွယ်ကြတယ်အဲ့လိုမျိုးပေါ့နော်ကိုးကွယ်တာတခုတည်းမဟုတ်ဘူးပေါ့နော်ဖျားရဲ့အဲ့လိုမျိုးစီကန်းတွေကိုလည်းလိုက်နာတယ်ကျင့်စောင့်ထိန်ရမယ့်စီကန်းတွေကျင့်ဝတ်တွေကိုလည်းအကုန်လုံးလိုက်နာကြတယ်ပေါ့နော်အဲ့ထေရဝါဒဗုဒ္ဓဘာသာမဟာယာနကြအဲ့လိုမဟုတ်ဘူးပေါ့နော်မဟာယာနကြတော့သူတို့လှုပ်ချင်တာလုပ်မယ်သိတယ်မလားသူတို့လှုပ်ချင်တာလုပ်မယ်အဲ့လိုဖျားဟိုဖြစ်တဲ့စီကန်းတွေပါရင်နားမလဲဘူးသူတို့လှုပ်ချင်တာလုပ်မယ်အဓိကဖျားကိုသူတို့ကဘယ်လိုပြောမလဲကိုးကွယ်တယ်ဆိုတာတဲ့သူတို့ကဆူတောင်းဖို့ပဲတော့ပဲဆူတောင်းဖို့အတွက်ပဲလုပ်ကြပါဘောနော်ဆိုတော့ဒီနေ့အားလေးကြုံလာပေါ့နော်ဘာကြုံလဲဆိုတော့အဲ့လိုပေါ့နော်အလုံးထဲမှာအလုံးလုံးနေနေပေါ့နော်ကိုသွားမယ့်နေရာကအဲ့ဖုန်းကြောင်းတစ်ချောင်းဖြစ်နေတာပေါ့နော်အဲ့ဖုန်းကြောင်းအိမ်ပြောင်းမယ်ဆိုတော့ကိုအလုံးကိုခေါ်နေသွားတာပေါ့နော်သွားရကြတော့ကားနဲ့သွားနေနေအမြင့်စစတွေးလိုက်ချင်းတော့ကိုရီးယားလူမျိုးပဲထင်ပြီးတော့ဒီတိုင်းပဲနှုတ်ဆက်လိုက်တာအော်မင်္ဂလာပါပေါ့နော်အညောင်ဟာဆေးရဆိုနှုတ်ဆက်တော့ကြတော့သူကဘာပြောလဲဆိုတော့ဖုန်းကြီးကိုအဲ့လိုမနှုတ်ဆက်ရဘူးတဲ့ပြောတယ်အဲ့ဒါဘယ်လိုနှုတ်ဆက်ရမှာလဲပြောတယ်အဲ့ဒါလက်အုပ်လေးချီပြီးပြောတော့ကြတော့အဲ့လိုလက်အုပ်ချီရအောင်လို့ဘာမလို့လဲပေါ့နော်ကွာမေးတော့ကျွန်မတို့ကငါဖုန်းကြီးလေးပြောတယ်ဟုတ်ဗျာဖုန်းကြီးရဲ့ပုံစံဖုန်းကြီးနဲ့လည်းမတူဘူးပေါ့နော်ဘယ်လိုလဲဆိုတော့ဒီတိုင်းပဲပေါ့နော်သူတို့ဝတ်ထားတဲ့ပုံစံကအဲ့လိုမျိုးဒီတိုင်းလူတိုင်းပဲပေါ့နော်တာမန်လူတိုင်းပဲဝတ်ထားတယ်ဝတ်ထားပြီးတော့သူတို့ကမိမလည်းရှိတယ်ကလေးလည်းရှိတယ်ပေါ့နော်အဲ့လိုလူမျိုးကဖုန်းကြီးရတယ်သူကိုသူပေါ့နော်ဆိုတော့ကြတော့အေးအဲ့ပန်းလေးလှလိုက်တယ်ဆိုတော့ကြတော့အဲ့လိုမျိုးပေါ့နော်သူကိုသူဖုန်းကြီးပါတယ်အဲ့လိုပြောတာပေါ့နောက်တော့ကြတော့ကြီးလိုက်တော့ကြတော့သပင်းနေလဲအဲ့လိုမျိုးကိုယ့်အတိုင်းပဲတာမန်ပဲပေါ့နော်အင်ကြီးကလည်းကိုယ့်လိုပဲအဲ့လိုမျိုးတာမန်ဝတ်စားနေပဲဝတ်ထားတယ်အဲ့တော့သူတို့ရဲ့မဟာယာနဖုန်းကြီးတွေကကြဘယ်လိုလဲဆိုတော့သူကဘာသာရေးနဲ့ပတ်သက်တဲ့အဲ့လိုမျိုးပွဲတွေရှိတော့မှသူတို့ကအဲ့လိုဖုန်းကြီးလိုဝတ်ကြတာဖုန်းကြီးလိုစားကြတယ်ပြောချင်တာကဘာလဲဆိုတော့ဟိုဘာသာရေးပွဲတစ်ခုရှိပြီဥပမာပေါ့နော်ဘာသာရေးပွဲအဲ့လိုမျိုးကစုံလာပြီးနေဗုဒ္ဓနေ့ဘာညာအဲ့လိုမျိုးနေ့တွေဆိုလို့ရှိရင်ဒါသူတို့ကသင်္ကန်းလေးနဲ့အဲ့လိုဝတ်စုံအပြည့်ဝတ်ကြတာပေါ့နော်တခြားတာမန်နေ့တွေဆိုလို့ရှိရင်တော့သူတို့ကအေးဆေးပဲဘောင်းမီနဲ့ဘောင်းမီဝတ်တယ်ပြီးတော့သူတို့ကမိန်းမလေးရှိတယ်အဲ့မိန်းမကိုအိမ်နေပါကြီးလဲဝယ်ပေးတာတယ်ဘုန်းကြီးတွေကနော်ဒီကဘုန်းကြီးတွေကတောင်ကိုရီးယားဘုန်းကြီးတွေကအိမ်နေပါကြီးလဲဝယ်ပေးရတယ်မိန်းမကိုအဲ့လိုမျိုးပြီးတော့လေသားသမီးလည်းရှိတယ်အဲ့တော့ဘုန်းကြီးပါတဲ့ဆိုတော့ကျတော့အဲ့နဲ့ဟိုပြန်လာတော့ကျတော့စိတ်ဝင်ပြောတာပေါ့နော်ဟာကျွန်တော်ဘုန်းကြီးဒီလိုတွေးခဲ့တယ်ပေါ့နော်ဘုန်းကြီးကထူးဆန်းတယ်မိန်းမကြီးလည်းရှိကလေးလည်းရှိတာဟာတဲ့ဘုန်းကြီးကမိန်းမမယူရဘူးလားတဲ့စိတ်ဝင်ပြောပြန်မေးရပါတော့မယူအောင်လေဘုန်းကြီးဆိုတာအဲ့လိုမိန်းမယူလို့မရဘူးလို့အဲ့လိုမျိုးပေါ့နော်ကိုကရှင်းပြတာပေါ့ရှင်းပြနေနေဗုဒ္ဓဘာသာကနေအဲ့လိုကာမဂုဏ်ကိလေသာတွေဘာတွေရောက်ကုန်တော့ကျတော့ကိုအဲ့ဒါတွေကျတော့ကိုကကိုရီးယားလိုမပြောတတ်တော့ကျတော့နေလိုက်တော့လို့စိတ်ဝင်မရှင်းပြတော့ဘူးလို့ကျွန်တော်ဗုဒ္ဓဘာသာကတော့အဲ့လိုမျိုးမိန်းမယူလို့မရဘူးအဲ့လိုပဲပြောလိုက်တော့ရှင်းရှင်းလင်းလင်းလေးပဲလေနှမို့ရှင်တီးရတဲ့အတိုင်းပဲဟိုဘာလဲအဲ့ဒါဘာဘယ်လိုခေါ်ပါလဲဘုန်းကြီးဝီနီးတွေဘာတွေအကုန်လုံးအမကိုရီးယားလိုပြောနေရင်ကိုလည်းယူလိုက်ပြီအဲ့ကိုရီးယားစကားကျွမ်းနေဆိုမဲ့အဲ့လောက်ထိတော့မကျွမ်းဘူးလေပါဠိလိုတွေဘာတွေတော့မကျွမ်းဘူးသိရမလား